မင်္ဂလာပါ Prime Legal Solution မှာကြိုဆိုပါရစေ။ကျွန်မကတော့ရှွန်းလဲဝေပါ။ဒီနေ့မှာတော့ submit ဖြစ်တဲ့အတွက် brand စတင်ခြင်းတဲ့သူတွေအတွက်အသုံးဝင်မဲ့ trademark checklist လေးတွေကိုအတူချုံပြီးမျှဝေပေးသွားမှာဖြစ်ပါတယ်။ checklist နံပါတ်1အနေနဲ့ကတော့ branding and logo search brand မစတင်မီနာမည်နဲ့ logo ကို IBD မှာအရင်စစ်ဆေးသင့်ပါတယ်။မစစ်ဖမ်းနဲ့စလိုက်လို့ရှိရင်နောက်ပိုင်းမှာပြဿနာကြီးဖြစ်လာနိုင်ပါတယ်။ checklist နံပါတ်2အနေနဲ့ကတော့ correct class selection ဖြစ်ပါတယ်။ product တွေ service တွေအလိုက်မှန်ကန်တဲ့ class တွေကိုရွေးချယ်ပေးဖို့လိုအပ်ပါတယ်။တကယ်လို့ class မှားခဲ့ရဆိုလို့ရှိရင်လည်း trademark ရှိနေပေမဲ့ကာကွယ်နိုင်မှာမဟုတ်ပါဘူး။ checklist နံပါတ်3အနေနဲ့ကတော့ first to file awareness ဖြစ်ပါတယ်။မြန်မာ trademark law ဟာ first to file system ဖြစ်တဲ့အတွက် brand မစတင်ခင်မှာ IPD filing ကိုအရင်ပြုလုပ်ဖို့လိုအပ်ပါတယ်။ checklist နံပါတ်4အနေနဲ့ကတော့ ownership clarity ဖြစ်ပါတယ်။ brand ကိုကုမ္ပဏီကပိုင်တာလား individual ပိုင်လားဆိုတာကိုရှင်းလင်းအောင်လုပ်ထားဖို့လိုအပ်ပါတယ်။ဒါမှနောက်မှာ dispute မဖြစ်ဖို့အတွက်အရင်ရေးကြည့်ပါတယ်။ checklist နံပါတ်5ကတော့ proper filings and evidence application မှာ logo format usage intention use evidence document တွေအကုန်လုံးမှန်ကန်နေဖို့လိုအပ်ပါတယ်။ဒါဆိုတစ်ခုမှားယွင်းခဲ့မယ်ဆိုလို့ရှိရင်သင်ရဲ့ trademark register ဖြစ်ဖို့အတွက်ကို delay ဖြစ်နိုင်ပါတယ်။အကျဉ်းချုပ်ပြောရမယ်ဆိုရင် brand စတင်လျှောက်ထားတာက marketing လုပ်တာမဟုတ်ပါဘူး legal preparation လုပ်တာဖြစ်ပါတယ်။ checklist တွေကိုတေချာလိုက်နာပြီးလျှောက်ထားခြင်းဟာသင်ရဲ့ brand အနာဂတ်ကိုလုံခြုံကောင်းမွန်စေပါတယ်။ brand IP ကနေပြီးတော့သင်ရဲ့ brand စတင်လျှောက်ထားတဲ့နေ့ကနေစပြီးတော့ register ဖြစ်သည့်အထိအပြည့်အဝတာဝန်ယူထောက်ပံ့ပေးနေပါတယ်။ Your creation is our protection